မော်လမြိုင်မြို့ကတွေ့အတွက်ပွင့်လာတာ20ကျော်ကြာပြီဖြစ်တယ်။လူကြိုက်များကြတဲ့နာမည်ကြီးကစုံကင်လို့လဲခေါ်တဲ့ကစုံအစာတုတ်လို့လဲခေါ်တဲ့မုတ်လီတွေဖင်ချုံတို့ကောက်ညင်တုတ်တို့မုတ်လီများတို့နဲ့မုတ်ပတုတ်လေးတွေရောင်းတဲ့ဆိုင်လေးစီကိုတတိယခေါ်သွားပေးပါမယ်နော်။ဆိုင်လေးလိပ်စာကတော့မော်လမြိုင်မြို့ဒေါင်းကွယ်ဘိုးကြီးနတ်စင်ရှိလို့လဲပြောလို့ရတယ်။ဂက်တဲတိတ်မှာရောင်းနေတဲ့မုတ်ဆိုင်လေးပဲဖြစ်ပါတယ်ရှင်။ဆိုင်လေးကနေလှမ်းကြည့်မယ်ဆိုရင်လဲရွှေလမင်းစီရုပ်ကိုပေါ့နော်လှမ်းမြင်ရပါတယ်ရှင်။ဒါဆိုရင်တော့ဒီမုတ်ဘလောက်စားကောင်းလဲဆိုတာဒီကပြောပြပေးမယ်။သူကလေကစုံနဲ့လှုပ်ထားတယ်ပေါ့နော်။အဲ့ကကြတော့ကစုံကင်လို့လဲခေါ်လို့ရတယ်ကစုံအစာတုတ်လဲခေါ်လိုက်ရတယ်။မှာလေပြောင်းမှုဘက်ပါတယ်။အုံသီးဘက်တွေပါတယ်ပေါ့နော်။ဒီတိုက်ကစုံစားရင်တော့မှစီးချိုလေးနဲ့ဆက်စိတ်လေးနဲ့စားကောင်းတာပေါ့နော်။အခုလိုမျိုးအုံသီးဘက်တွေရောပြောင်းမှုဘက်တွေရောပါတဲ့ခါကျတော့ဒီတော်လေးကိုစားကောင်း။ပုံမှန်ဆိုရင်တော့ဒီကစုံကြိုက်တယ်မှာတော့မပါဘူး။ဒါပေမဲ့စားကြည့်မယ်ဆိုပြီးတော့ကစုံကင်ကိုစားကြည့်လိုက်တဲ့အခါမှာတော့တော်လေးကိုစားကောင်းလဲဆက်စိတ်လေးနဲ့ပေါ့နော်။နောက်တစ်ခေါက်စားခြင်းစိတ်ပေါက်ရလာအောင်စားကောင်းပါတယ်ရှင်။ဆိုင်လေးပွင့်လာတာ20ကျော်ကြာပြီဆိုတော့ဒီကစုံဥလေးတွေကိုပေါ့နော်။တစ်ခုကို100ရောင်းတဲ့ခက်ကလေးကနေရောင်းလာတာအခုဆိုရင်3ခုကို1000နဲ့ရောင်းပြီးနေပါတယ်ရှင်။ဒီမုတ်လေးကလေသားမီးတွေလည်းကြိုက်လောက်မယ်လို့တော့ထင်တယ်နောက်တစ်ခုကကြတော့ကောက်ညင်းဖင်ချုံပေါ့နော်ဒီမုတ်လေးကကြတော့လေဒီငယ်ကစားဘူးလားမစားဘူးလားဆိုတာတော့မမှတ်မိတော့ဘူးဖြစ်နေတာပေါ့နော်ဒါပေမဲ့စိတ်ထဲမှာတော့မစားဘူးလို့တော့ထင်ပါတယ်သူကလေကောက်ညင်းဖင်ချုံနဲ့သူ့ရဲ့အရာသာလေးဘာနဲ့တူလဲဆိုတော့ကောက်ညင်းကြည်တော့ပေါ့နော်ကောက်ညင်းချတော့လို့လည်းခေါ်ရဲကောက်ညင်းကြည်တော့လို့လည်းခေါ်ရဲမုတ်လေးကိုစားဘူးရဆိုရင်တော့သူနဲ့အရာသာခက်စင်လေးတူပါတယ်ရတော့ခဏကစုံမုံနဲ့ပေါ့နော်ဒီမုံနဲ့ဗရာပို့ကြိုက်လဲဆိုရင်တော့ကစုံမုံပို့ပြီးတော့ကြိုက်ပါတယ်ဒါလေးကလည်းတစ်မျိုးစားကောင်းပါတယ်ရှင်နဲ့တူရတာကြိုက်တဲ့သူတွေအတွက်ဆိုရင်တော့လောကကွက်တီမက်စီပဲပေါ့နော်သူရဲ့ဈေးနှုန်းလေးကတော့3ခုကို2000ပေါ့နော်တခြားဒီမုတ်ပတ်ထုတ်တို့မုံတင်မြားတို့ကောက်ညင်ထုတ်တို့ကလည်း3ခု2000ပါပဲရှင်ဒီကတော့ကစုံမုံနဲ့ကောက်ညင်ဖင်ချုံတော့မီးစမ်းကြည့်ခဲ့ပါတယ်အမှုလေးတွေကိုတော့အိတ်တွက်ဆိုပြီးတော့ပါဆယ်ထုတ်ခဲ့ပါသေးတယ်ရှင်ဒါဆိုရင်တော့ဗီဒီယိုလေးကိုဒီထိအောင်ကြည့်လာပေးရတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်ခုလိုမျိုးဒီတင်သမျှဗီဒီယိုလေးတွေကိုအချိန်နဲ့တပြေးညီကြည့်ဖို့အတွက် vlog ID ကို follow မလုပ်ရသေးဘူးဆိုရင်အခုပဲ follow လုပ်ခဲ့ပေးကြပါဦးเนาะနောက်ဗီဒီယိုမှာပြန်လည်ဆုံကြပါမယ်ရှင်အားလုံးပဲဒါပါ